လေးဒီနေရာမှာထိုင်လို့ရမလား ရမှာထိုင်ပါရှင့် ညီမလေးကအမတငယ်ချင်းတယောက်နဲ့အရန်တူတယ်သိလားအမေညီမလေးကပိုချောတယ် ဒီကလာမ ညီမလေးကလေသပင်းနဲ့ရှုပ်နေရဲ့အဲ့ဒီတေချာရှင်းလိုက်ရင်ပိုလာတော့မှာ ဒီကလာမ ဟုတ်တယ်ညီမလေးရဲ့အဲ့ဒီတေချာရှင်းလိုက်ပြီလားအဲ့ဆိုပိုလာတော့လိမ့်မယ် ဟုတ်မညီမလေးတေချာရှင်းလိုက်ပြီ ဒါဆိုအမပြန်လာအောင်မယ်ညီမလေး ဟုတ်မ တေချာမယ်နော်တေချာရှင်းလိုက်နော် ဟုတ်ကဲ့ပါအမညီမတေချာရှင်းလိုက်ပါမယ်အမ ညီမလေးတေချာရှင်းလိုက်နော် ဟုတ်တေချာပါအမညီမလေးတေချာရှင်းလိုက်ပါပဲအမညီမလေးရှင်းမယ်နော်ဟမ်အမစားထားဒီတပွဲတည်းလေဒီမှာလေဘာလို့ဘေးထဲမှာအများကြီးဖြစ်နေရလဲ ။အော်ခုနအမတငယ်ချင်းစားရပြီပေါင်းတာလေးမှာ သူကမတကယ်ကြီးမဟုတ်ပါဘူးပြီးတော့သူစားထားတယ်ဘာလို့အမအကုန်ရှင်းပေးရမှာ ။ခုနအမတငယ်ချင်းကိုဆန်းပြောလိုက်တယ်လေ။အမရှင်းမယ်ဆိုအမကြားလိုက်တယ်နော် ညီမလေးတေချာရှင်းလိုက်နော် ဟုတ်တေချာပါအမညီမလေးတေချာရှင်းလိုက်ပါပဲအမအဲ့ဒါအမရဲ့သပင်းရှုပ်တယ်လို့ရှင်းဖို့ပြောတာလေဘေးရှင်းဖို့ပြောတာမဟုတ်ဘူး ။ဟဲ့ဟဲ့အမအိတ်ကွက်တည်းရိုးနေပြီနော်။ဒီမှာလည်းအဲ့လိုလုပ်လို့မရဘူး ဒီမှာညီမလေးအမရှင်းလိုက်ပါမယ်နော် ။